same as the cup. အဲ့ကျွန်တော်တို့ကအဲ့လိုဘဝနဲ့စားနေတာ So I cut my nose done too today. အဲ့လိုပဲ Wait, skin is peeling off. ကားတေးလေးကိုရီးယားကားဟွာမျိုးတေးလေးအဲ့ပထမဆုံးတော့ဝင်900ကျော်ပဲပြရဘူး So I did my ကားကောင်းတော့မဟုတ်ဘူးခင်ဗျာဟိုပါပဲဒီ today, and like, I think they came out with some really good results. Okay. Yeah. အဲ့ဒါနဲ့စားပြီးတော့ So let's go. ဒါကျလမ်းမရှိလမ်းလျှောက်လာခင်ဗျာတို့ကား This bag right here, like not just some stuff. This is my go-to purse. အဲ့ So ဒါခင်ဗျာပြောဟော and it matches my ဒီ nails. မှာအဲ့ဒီပူပါပို့တဲ့ကောင်တွေပါတော့သူကတကယ်လောက်ကြည့်လာ Matches my nails ဘာလို့ဒီကောင်တွေ perfectly. အဲ့ပါပူပါတို့ဒိုးတဲ့တို့ဘောင်းတဲ့ကောင်တွေရှိတယ် But yeah. ဟုတ်ပါဘူးဘယ်တော့မှလည်းကောင်ပြီးလိုက်အဲ့တော့ပူပြီးလိုက် I'm gonna go in with တေးသေးတယ်တေးတော့ပူပြီးလိုက်တယ် it's အဲ့ဒီစားတော့မလုပ်တဲ့နေရာမှာဘယ်လိုရှိလဲတရားရောက် lippy, yeah. I keep dropping it, but yeah, အလုပ်ရှိသမားသူ့ဘာလို့ပြလိုက်ပေါ့ခဏ very good. အဲ့ဒါကဘာလို့ပူပါလဲဘာလို့ကျွန်တော်ရှိကျွန်တော်အဲ့ Because လို it's မျိုးလုပ် healthy for your nails, ပုံပြရတယ်ပြီးပြီက hydrates your nails. ဘာလို့အဲ့လိုပဲဥပါဖတ်ပေါင်းတဲ့ကောင်ကြီးရှိတယ်ဒီကို Wait,တဲ့တော့သူတို့မိုင်းနေလို့တော့ခင်ဗျာဘယ်တော့မှလည်းမပြအောင်ပြန်ဗျာ healthy for your ဒါလေးပဲလေးပို့ပြလိုက် and အဲ့ hydrates ဒါဒီကတော့မကပို့ပို့ပြ your ရတာ lips and makes it cute and glossy. နေတိုင်းပို့ရမှာတကယ်ပဲဗျာ မဟုတ်ဘူးအင်္ဂါဘုရားကြာပြီး3ရက်ပဲ အော်အဲ့တော့ရကူပြောလိုက်ပေါ့အဲ့တော့ရအဲ့ဒီစီအဲ့ဒီပို့ပြလိုက်အဲ့ဒီကျပို့ပြပြောအောင်ပြီးပြီမိတာကိုသာပြီးသွားတယ်ဒါတော့ဘာကိုတော့အဲ့တော့ရလည်းဘယ်ရက်လောက်ပြီးလို့ဆိုတော့တတ်မှတ်လိုက်တတ်မှတ်ပြီးပြလိုက် Don't mind the background sound, like sound. It's fine, cause I'm in a down. I'm in. ဘာလို့အဲ့မှာခင်ဗျာမျိုးမှာလည်းဘာမှမကောင်းလေအများကြီး Okay. တော့တော့ကျွန်တော်အားမဖိုင်တော့လို့ရတယ် အဲ့လိုမျိုးမေးကြည့်လိုက်ဗဇက်ဆော့လိုက်တယ်လေလေးစတိုးထဲမှာလေတရားတောင်းလိုက်မေးကြည့်လိုက်အပြူကောင်းလို့ဆိုပူတိတာပေါ့ဒီကောင်းလေးကိုပူတော့လုပ်ရှင်သေးတယ်ဆိုတော့ဒါဒီလိုပတ်စံလို့လည်းရ And I'm just gonna ကောင်းလို့ခင်ဗျာအဲ့လိုပူတော့သဘောကျသေးတယ် like this. ဘာကြောင့်ဒီစီရစောတိုးထဲမှာလုပ်နေတယ်နိုင်တဲ့ကြာတော့ဒီကောင်းလေးပတ်စံဟိုဟာဖြစ်ပြီးအဲ့လောက်လေးပို့တော့တယ်ဆိုတော့ဒီအစိတ်တော့ရတယ်မနေဘူးလေကောင်းတယ်ခင်ဗျာဟုတ်တယ်ဗျာ ဟုတ်တယ် တရားအေးစီဒါလေးပို့ပြီးခင်ဗျာကစီလေးတော့မမ Fire going on. ကားနိုင်ဝဲပြန်နိုင်ဝဲလေဟုတ်တယ် Oh my gosh. အတော့အေးပါတော့ပြန်နိုင်ွက်ပေါ့ဒီလောက်ပဲ ဟိုသွားပြန်တနာရီတော့ကြာပြီ ဒါကအဲ့ဒါအကောင်းလို့ပဲခင်ဗျားလည်းကောင်းမရှိတော့ဘူးခင်ဗျာအဲ့လုတ်ကျင်တဲ့ကောင်တွေလည်းများတယ်အဲ့ဒီတော့ခင်ဗျားမဆွတ်တယ်ပြီးပြီးတော့လား Okay, I'm gonna go and I want ဘာလို့တနေ့ကိုလက်ပတ်ပြီးတော့ကားမောင်းတဲ့ကောင်တွေအများကြီးပဲအဲ့ဒီမှာ Carmex. It's the pink ကျွန်တော်နီးတယ်ဆိုရင်ခင်ဗျားကျွန်တော်လုပ် tinted. ပြီးတယ်အဲ့ဒါ So let's go into that. ဒီတော့ခင်ဗျာလူခေါ်နေလို့ရှိရင်ခင်ဗျာဟိုခင်ဗျာစိတ်ညစ်နေရမယ်လူကချက်ချင်းရတယ်မရအောင်တော့ပတ်စံလည်းပြအောင်တော့အစီအပြေအောင်လို့ခင်ဗျာအဲ့မှာခင်ဗျာအဲ့နားမှာရှိတဲ့ဆိုင်ရကောင်ကြီးဒီတယောက်တည်းကိုမေးကြည့်နည်းတော့ခင်ဗျာတယောက်လည်းလက်ရတော့နည်းတော့အပင်ပန်းခံပါဘူးနော် တော့ဒါပဲစောထားလိမ့်မှရမှာပေါ့ဘယ်လေပဲတည်းဘယ်လောက်ပို့ပါ ဘူး26ဘူး ဟောနည်းနည်းလေးပါအဲ့ဒါဆို လေးပါ26ဘူး အဲ့ဒါဆိုခင်ဗျာတော့ပို့လို့မရဘူးလား ကျွန်တော်သွားပို့ရလေကျွန်တော်သွားမဲ့ဆိုင်မှာဘူးလည်းမရှိဘူးလေ ဒီထားခဲ့လိုက်ဒီခင်ဗျာလည်းဆိုင် မ မ ရဘူးလေကျွန်တော်ကဆိုင်မှာအပြည့်တင်ရတာလေ10နာရီမှာအပြည့်တင်ရတာလေ ဟာလား ဟုတ်တယ် နှစ်ဖက်ဆောက်ညကိုကိုနိုင်ဆိုအဲ့ဒီအကြံကိုမင်းတော့ပေးလိုက်တယ်ကောင်းတယ် ခင်ဗျာဘာမှဒီအလုပ်ကြီးအခက်အဲ့ပါဘောအဲ့မှာဒိုးတဲ့လေးဥပါတဲ့လေးမနေရဘူးခေါ် The တော့ fire ပေးလိုက် fire တယ် just come, but like not လောက်ကျင်တဲ့ကောင်တွေမှာပေါ်မှာပေါ့ not a အထူ emergency. ကောင်းတယ်ခင်ဗျာအဲ့ဒါစတိုးတာခင်ဗျာစေးရုံမှာတော့မှအဲ့လိုလူသမားတွေပဲတဲ့မှာတန်ကြီးလို့လည်းကောင်းတော့မှတော့နှုတ်ရှင်လုံးမှာကောင်းတယ်ဒီလိုပတ်စံအလောက်မရခင်ဗျာအဲ့ဒါလေးပို့ပြီးရတယ်ကျွန်တော်လုံးတယ်ပဲပို့ပြီးရုံပဲ
တပတ်3ရက်တည့်ရမလားဘယ်လောက်ပြီးပဲဆိုပြောခင်ဗျာအဲ့ဒါအဆင်ပြေပေါ့ဆိုတော့ခင်ဗျာဒီအလုပ်ကဘာတွေအကြီးကြီးလာဖို့ခင်ဗျာ ဒီကကျွန်တော်စဉ်းစားရတယ်ကျွန်တော်လည်းတိုင်းမှာမေးကြည့်အောင် မေးကြည့်ခင်ဗျာကျွန်တော်ဗျာအဲ့လိုတော့အဲ့ဒါအကောင်းဆုံးပဲအဲ့လိုအပြင်မှာလူတွေဒီကဒုနဲ့ထွက်မောင်းနေကြတာလို့ပေါ့ဆက်တိုင်းကြမှာဒီကောင်းလေးဆိုရင်ခင်ဗျာဘယ်တော့မှလည်းမပြအချိန်ပိုင်းလေးနဲ့ခင်ဗျာခေါ်တာပြတ်တာဟာတိုင်းပါဘယ်လောက်လေးရတိုင်းမှာဘူးတရားလောင်းလေးရတယ်ဘူးတရား But ဘူးဒီကြ that တော့ was this video. ဘန်းကြီး